exam မှာကိုကြည့်ချင်တဲ့ data တွေကိုပဲစစ်ထုတ်ပြီးတော့ဘယ်လိုကြည့်မလဲမင်္ဂလာပါ T4BID Solution Company ကပါဗျကျွန်တော်မှာ Excel နမူနာ Excel file လေးရှိတယ်မောင်တို့အောင်တို့ပေါ့နော်ဒီမှာစာသဖြင့်အမှတ်စင်းတွေရှိတယ်သင်္ချာမှာအမှတ်30ရနေတာကဘာတူလဲစာသဖြင့်ကြည့်မယ်ဆိုရင်စက်တော့ကမှာ select ပေးပြီးတော့ home menu တွေက sort and filter လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာ filter ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်မယ်နှိပ်ပြီးဒီမှာမြားလေးတွေသူကပေါ်လာရပါတော့မြားလေးတွေပေါ်လာကျွန်တော်ဒီမှာ match ဆိုတဲ့အခွက်လေးဝင်လိုက်မယ်မြားလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်ကသင်္ချာမှာ30ရတာဘာတူလဲပေါ့နော်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီဟာလေးကိုအမှန်ကြီးဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ကိုကြည့်ချင်တဲ့30ကိုပဲရွေးပြီးတော့ okay နှိပ်လိုက်မယ်ဒါဆိုရင်သူကဒီမှာအောင်ရဲ့အမှတ်စင်းတွေကိုအခုလိုမျိုးကျွန်တော်တို့ပြရပါတော့ကျွန်တော်ဒါလေးကိုဖြုတ်လိုက်မယ်ပေါ့နော် select all ပြန်ပေးလိုက်မယ် okay ပြန်ထားလိုက်မယ်ပေါ့နော်ဒီမှာ name ဆိုပြီးတော့လဲ name နေရာမှာကျွန်တော်တို့ကကြည့်လို့ရတယ်ဒီမှာကြော်ရဲ့အမှတ်ကိုပဲကြည့်ချင်တယ်ပေါ့နော်ဒီမှာနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ okay နှိပ်လိုက်မယ်ဒီမှာကြော်ပဲလာပြတယ်ကျွန်တော်ပုံမှန်တိုင်းပြန်ဖြစ်ချင်း select all ပြန်ထားပြီးတော့ okay နှိပ်လိုက်မယ်ပေါ့နော်ကျေးဇူးများတင်ပါတယ်ဗျ